ပပကပင်စင်ယူပြီးကတဲ့ကသူဝတနာပါတဲ့စပစ်ချန်လေးကိုလှုပ်လာတာအခုဆိုရင်10နှစ်ကျော်လောက်ကြာပြီပေါ့နော်ဒီနေ့မှာတော့ပပကတည့်ရဲ့စပစ်ချန်မှာဘာတွေလှုပ်ဖြစ်လဲဆိုတာ agree လိုက်ကြည့်ဖြစ်တဲ့အမတ်တရား vlog လေးဖြစ်ပါတယ်နေ့လယ်ပိုင်းလောက်မှာပပနဲ့အတူအိမ်ကနေ13မိနစ်လောက်ကားမောင်းပြီးစပစ်ချန်ဘက်ကိုသွားပါတယ်ကားထဲမှာတော့အိတ်လေးထဲဘာတွေပါလဲဆိုရင်နှကန်းနီလေးပါတယ်တန်လီကချင်းမိုင်မှာဝယ်ထားတဲ့ညမှန်လေးအိမ်ကနေစပင်ပုံလေးတော့တွင်းခဲ့ပါတယ်ဒါပေမဲ့ခုတော့ဒီတိုက်တူပုံလေးမရှိတော့ပါဘူးပြီးတော့လမ်းဘေးရှုခင်းလေးတွေကိုကြည့်ရင်သွားလာနေတယ်ပေါ့နော်ဒီကနေစပစ်ချန်လေးကိုတော့လမ်းမြင်နေရပါပြီဒီမှာဆိုင်းပုတ်လေးတွေ့ရင်တော့စပစ်ချန်လေးရောက်ပါပြီအခုကစပစ်သီးရာသီမဟုတ်သေးတော့ခြံထဲမှာစပစ်သီးတွေမရှိသေးဘူးပေါ့နော်ခုတော့စပစ်ခြံထဲမှာမြေရွပြီးအစိုးတက်ကိုထိန်းပေးဖို့ကောက်ရိုးတွေခင်းထားတာကိုတွေ့ရပါတယ်နော်ပပပြောတာကဒီလိုလုပ်ပေးရင်စပစ်ပင်တွေပို့ပြီးတန်မာလာတယ်တဲ့နားထောင်ရင်းနဲ့ဘဝတုတလည်းတော်တော်လေးရလိုက်ပါတယ်ဒီမှာတော့ပပက agree နေပူမှာဆိုလို့ထီလေးယူပေးနေတာပေါ့နော်ရောက်ချင်းမှာပဲပပကစပစ်ခြံရဲ့အခြေအနေကိုအရင်ဆုံးလိုက်ကြည့်ပြီး check လုပ်ပါတယ်စပစ်သီးတွေမရှိသေးတော့စပစ်ပင်တွေကအခုတော့ချော့ကက်ကက်လေးဖြစ်နေတယ်ပေါ့နော်ဘယ်သွားလဲလို့လိုက်ကြည့်လိုက်တော့အနောက်ဘက်မှာပပစိုက်ထားတဲ့စီမုံညင်းပင်လေးတွေကိုလိုက်ပြနေတာမုံညင်းစိတ်လေးတွေကရင့်လာရင်ကြိတ်ပြီးတော့မုံညင်းစီလုပ်လို့ရတယ်တဲ့ဒါကတော့ပဲပင်ပေါက်အပင်တဲ့ agree ကတော့စားဖူးတာအပင်ကိုတော့အခုမှပဲမြင်ဖူးတယ်ပေါ့နော်အဲ့လိုပဲပြဆရာရှိရတွေအကုန်ပြပြီးတော့ wine store ခန်းထဲဝင်ပြီးတော့ပပရဲ့တည့်ရတာအလုပ်ကိုစတင်လိုက်ပါတော့တယ် wine store ခန်းထဲကိုဖနှက်ချွတ်ပြီးဝင်ရပါတယ်ဒါကတော့ဖောက်ထားတဲ့ wine တွေကိုစတီးကန်တွေထဲမှာတိုးလောင်ထားတာပေါ့နော် order လေးတွေရှိတဲ့ချိန်မှာတည့်အဲ့လို wine ကိုပလင်းထဲတိတ်ချာလေးဖြည့်ပေးပြီးပလင်းအစွတ်ကိုထည့်ပေးတယ်ပြီးရင်တပလင်းချင်းစီကိုတေချာလေးတုပ်ပြီးတော့အပူပေးတဲ့ dryer နဲ့ပလင်းအဖုံးကိုပေးပြီးလိုက်တယ်စပစ်တီကနေ wine တပူးဖြစ်လာတဲ့အထိအဆင့်တိုင်းအားလုံးကပပကိုယ်တိုင်စစ်ရှိနဲ့တေးချာလှုပ်ထားတဲ့ rosette လေးတွေပေါ့နော် wine အမျိုးအစားကတော့3မျိုးလောက်ရှိတယ်ပေါ့နော်အဖြူအောင်တစ်စိတ်က white wine ခရမ်းအောင်တစ်စိတ်ကပိုးစာ wine အမဲအောင်တစ်စိတ်ကတော့ red wine ဖြစ်ပါတယ်ပပကအရင်မွေးတယ်မြည်ကြည့်ဆိုတော့ agree ကမြည်ကြည့်လိုက်ပါတယ်အဝင်ကတော့တော်လေးကောင်းတယ်တောက်ပြီးရင်ချစ်ချင်းပဲခန္ဓာကိုယ်ထဲမှာအပူနွေးလေးတစ်ဖြည်းဖြည်းပြည့်နှံ့သွားတယ်လို့ခံစားရတယ်ပေါ့နော်ပပတယောက်တည်းလုံနေတာပင်မန်းမှာဆိုလို့ agree လဲ wine လေးကူပြီးတော့ဖြည့်ပေးခဲ့ပါတယ်မြင်လေးပြီးအောင်လို့ပေါ့နော်နောက်ဆုံးတော့ဒီလို gift box လေးထဲကိုထည့်လိုက်ပါတယ်ဒါလေးတွေကတော့မနှက်ဖြန်မန်းလေးကိုပို့ပေးရမယ် order လေးတွေအတွက်ပြင်ဆင်ထားတာပေါ့နော်ဒီနေ့လိုလိုက်ချိခဲ့ရတဲ့ပပရဲ့တည့်ရတာအလုပ်လေးတွေကရိုးလေးလို့ထင်ရပေမဲ့အချိန်စိတ်ရှည်မှုနဲ့စူးစမ်းမှုတွေအပြည့်အဝပါနေတယ်လို့ကိုယ်တိုင်မြင်လိုက်ရပါတယ်ဝိုင်းတပလင်းစီရဲ့နောက်ွယ်မှာလုပ်ငန်းတစ်ခုဆိုတာထက်ပပရဲ့စေတနာထားပြီးစူးစမ်းထားမှုလေးတွေကိုဒီနေ့မှပို့ပြီးနားလည်မိပါတယ်ဒီလိုနဲ့ပပနဲ့အတူဖြတ်တန်းခဲ့တဲ့တနေ့လေးကိုအမတ်တရား vlog လေးအနေနဲ့တင်ထားလိုက်ပါတယ် agree အနေနဲ့လည်းဘဟုတုတများစွာရခဲ့တဲ့နေ့လေးတစ်နေ့လေးဖြစ်ခဲ့တယ်ပေါ့နော်